ဒီစာအုပ်လေးကစိုးတော့မစိုးဘူးမြန်မာလိုလေ့လာတဲ့သူတွေလည်းအဆင်ပြေတယ်သူကပုံမှာဖြည့်ရင်းပါတယ်အောက်မှာမြန်မာလိုပြီးတော့တရုတ်စာလေးနဲ့ပါတယ်အဲ့တော့ကြည့်ကြည့်အောင်你们两个已经认识了吗နင်တို့နှစ်ယောက်ကတိကျွမ်းပြီးပြီလား认识ကတိကျွမ်းတာခင်တာပေါ့နော်အဲ့တော့သူကပြောတယ်对已经认识了ဟုတ်တယ်ကျမတို့ကတိပြီးပြီပေါ့နော်တို့နှစ်ယောက်ကတိပြီးသွားပြီပေါ့အဲ့လိုပုံစံမျိုးသူကပြောတာဒီလိုပုံစံကတို့တွေတန်ရုံးစကားပြောမှာမေးလိမေးထားရှိပါတယ်တန်ရုံးစကားပြောမှာဒီလိုပုံစံလေးမေးတယ်ပေါ့နော်ပြီးရင်ဟန်ဂျိုလမကြာပြီလားပေါ့နော်多久了ဘယ်လောက်ကြာပြီလဲတဲ့还不久မကြာသေးပါဘူး2-3个月了နှစ်လ3လလောက်တော့ရှိပြီပေါ့နော်တို့ဒီစကားပြောမှာဆိုရင်တော့2-3个月吧အဲ့လိုလေးသုံးတယ်2လ3လလောက်တော့ရှိမယ်သူရဲ့ခံမှန်းချိန်လေးပေါ့အဲ့တော့သူကမေးတယ်是吗ဟုတ်လား在哪认识的ဘယ်နေရာမှာသိကြတာလဲတဲ့အဲ့ဒါလေးကအရင်အမေးများနော်တန်ရုံးစကားပြောမှာအရင်အမေးများတယ်အဲ့တော့在一个学习班在一个ဆိုတာဒီ学习班ဆိုတဲ့သင်တန်းတစ်ခုမှာသိကြတာပေါ့နော်အဲ့လိုပုံစံမျိုးလေးမေးတယ်မစိုးဘူးနော်မြန်မာလိုလေ့လာမဲ့သူတွေလည်းအဆင်ပြေဒါမဲ့အကြံပေးချင်တာတော့ကိုကဖြည့်ရင်ပိုင်ထားရင်ဖြည့်ရင်နဲ့လေ့လာတာပိုကောင်းပါတယ်အဲ့ဒါကကိုယ့်ရဲ့အတန်ထွက်ကိုပို့ပြီးတော့မှန်ကန်အောင်တိကျအောင်သူကထွက်ပေးပါတယ်အဲ့တော့ကိုကဒီစကားပြောပိုင်းမတင်ကျင်သေးဘူးအဓိကဖြည့်ရင်ပိုင်နိုင်အောင်တင်ကျင်နေဆိုရင်လောက်ရှိရှိမှာဖြည့်ရင်တီးတန့်လည်းတင်ကြပေးပါတယ်ဒီစာအုပ်ရှိတဲ့သူဆိုရင်ဒီစာအုပ်နဲ့လည်းတင်ကြပေးပါတယ်ပြီးတော့လောက်ရှိကိုယ့်ဘက်ကိုကောက်နှုတ်ထားတဲ့စကားပြောပိုင်းနဲ့လည်းတင်ကြပေးပါတယ်